မင်းကလေးငယ်လေးဟာဘလူးကြီးတစ်ကောင်ရဲ့ရန်ကနေလွတ်မြောက်ဖို့အတွက်တခွားသီးတစ်လုံးထဲမှာအမြန်ပုံးလိုက်ပါတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲအဲ့ဒီဘလူးကအဲ့ဒီတခွားသီးကိုစားတော့မယ်ဆိုတာသူမှမသိခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲစိတ်နှလုံးကောင်းရှိတဲ့ဘလူးကိုကြီးတစ်ကောင်ကလက်ကိုအမြန်ဆွဲထားပြီးဒီတခွားသီးကပုတ်နေပြီလောက်တွေအပြည့်ပဲလို့လိန်ပြောလိုက်ပါတယ်ဒါကိုကြားတော့ဘလူးကြီးကဘိုင်းနာမှာကြောက်တာကြောင့်တခွားသီးကိုလင့်ပစ်ခဲ့ပြီးစပွဲပေါ်ကရေတစ်ခွက်ကိုဒေါသတကြီးတောက်ကထွက်သွားပါတော့တယ်မင်းကလေးငယ်လေးဟာတခွားသီးထဲကနေတွားပြီးထွက်လာခဲ့ရင်မဲ့တကိုယ်လုံးမှာစီးကပ်နေတဲ့တခွားသီးရေတွေပေးချန်နေခဲ့တယ်ဘလူးကိုကြီးကသူမကိုညင်သာစွာကောက်ယူပြီးရေပုံပိုင်းကြီးအောက်မှာတေချာဆေးကြောပေးခဲ့တယ်လို့သူမရဲ့အဝတ်စားတွေကိုလည်းခြောက်သွားအောင်မိပေးမှာတင်ပေးထားခဲ့ပါတယ်ဘလူးကိုကြီးကသူမကိုလူလောကထဲပြန်ပို့ပေးချင်ပေမဲ့ဒါကမလွယ်ကူပါဘူးသူဟာဘလူးအားလုံးထဲမှာအသေးဆုံးဖြစ်တာကြောင့်တခြားဘလူးတွေရဲ့အနိုင်ကျင့်ခြင်းကိုအမြဲခံရလေးရှိပါတယ်ဒါကြောင့်ဘလူးအားလုံးနေခင်းဘက်အိပ်ပျော်နေတဲ့အချိန်မှာသူဟာမင်းကလေးကိုခေါ်ပြီးတိတ်တဆိတ်ထွက်လာခဲ့တယ်သူအလုံးတတိထားပြီးရှောက်လာခဲ့ရင်မဲ့စောင့်ကြည့်နေတဲ့ဘလူးတစ်ကောင်ကမြင်သွားပြီးသူ့ကိုစတင်နှောက်ယှက်ပါတော့တယ်ကံကောင်းတာကမင်းကလေးဟာဆောင်းထဲမှာပုံနေတာကြောင့်ဘသူမှမမြင်လိုက်ပါဘူးသူမကအမြန်ပြေးပြီးကားဟောင်းတစ်စီးထဲမှာပုံနေလိုက်ပါတယ်ဒီတော့တွင်းမှာဘလူးတွေကဘလူးအိုကြီးကိုဘောလုံးတစ်လုံးလိုမျိုးပစ်ပေါက်ပြီးအနိုင်ကျင့်နေကြပါတယ်အင်အားကြီးတဲ့ဘလူးကြီးတစ်ကောင်ကဘလူးအိုကြီးကိုတောင်ကုန်းပေါ်ကကားတစ်စီးထဲအတင်းထည့်လိုက်တယ်တခြားဘလူးတစ်ကောင်ကလည်းကားဆုံးတဲ့စီးပေါ်မှာရက်ပြီးစောင့်နေတယ်ဘာဖြစ်လို့ဖြစ်မှန်းမသိခင်မှာပဲအားတောင်းတဲ့ဘလူးကကားကိုတောင်ကုန်းအောက်ကိုတွန်းချလိုက်ပါတော့တယ်ဒါကိုမြင်တဲ့တောင်ကုန်းပေါ်ကဘလူးကလည်းဘလူးအိုကြီးကိုတေအောင်တိုက်တက်ဖို့အပေါ်ကနေခုန်ချလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီကားထဲမှာမင်းကလေးငယ်လေးပုံနေတာကိုသူမသိခဲ့ပါဘူးကားချင်းတိုက်မိတော့မဲ့အချိန်မှာပဲမင်းကလေးကကားကိုအမြန်လှည့်လိုက်တဲ့အတွက်ဘလူးအိုကြီးဟာဘာတန်ရာမှမရပဲလွတ်မြောက်သွားခဲ့ပြီးအခြေအနေကတကယ်ကိုရဲစရာကောင်းသွားပါတယ်ဒါကိုမြင်တဲ့ဘလူးတွေကစိတ်ဆိုးသွားပြီးဘလူးအိုကြီးရဲ့နေရွက်တွေကိုအတင်းဆွဲပြီးထပ်နှောက်ရှက်ကြပြန်တယ်အဲ့ဒီအချိန်မှာပဲကြည်လင်နေတဲ့ကောင်းကင်ကနေရုတ်တရက်မိုးတွေတီးထန်စွာရွာချလာပါတော့တယ်ဘလူးပြည်ဟာအလုံးမြင့်တဲ့နေရာမှာရှိတာကြောင့်လျှက်စီးလက်တာတွေကလည်းအလွန်အန္တရာယ်များပါတယ်ဘလူးအားလုံးကြောက်လန့်တကြားနဲ့အရက်မျက်နှာအနက်ထွက်ပြေးသွားကြတဲ့အခါဘလူးအိုကြီးတယောက်တည်းကျန်ရစ်ခဲ့တယ်အဲ့ဒီနောက်မှာတော့ဘလူးအိုကြီးကမင်းကလေးကိုထပ်မံချီမကသူ့ရဲ့မျက်မှန်ကိုတက်ပြီးသူမကိုလူလောကထဲဘေးကင်းကင်းနဲ့ပြန်ပို့ပေးဖို့အတွက်ခီးဆက်ပါတော့တယ်